2021ကနေ2025အခုချိန်ထိကမ္ဘာပေါ်မှာအချမ်းသာဆုံးသူ9ဦးရဲ့စည်ရင်းနဲ့ဇက်တိုက်ရှိနေတဲ့ Elon Musk ကမ္ဘာပေါ်ကနာမည်ကြီးကုမ္ပဏီတွေက Tesla နဲ့ SpaceX တို့ရဲ့ CEO အဖြစ်လူသိများတဲ့ Elon Musk ဒီပညာလောကမှာအများရန်သူမတူတဲ့စိတ်ကူးစိတ်တမ်းတွေနဲ့အမတ်တွေကိုတကယ်ဖြစ်လာအောင်စူးစမ်းနေတာကြောင့်လူတိုင်းကစောင့်ကြည့်ရလောက်အောင်ထူးခြားတဲ့ Elon Muskဒီဗီဒီယိုမှာတော့ Elon Musk တယောက်အခုလိုအောင်မြင်တဲ့သူတယောက်ဖြစ်လာတဲ့အကြောင်းရင်းနဲ့ကမ္ဘာပေါ်မှာအချမ်းသာဆုံးသူဖြစ်လာရတဲ့အဓိကအကြောင်းရင်းကိုဝေမျှသွားမှာဖြစ်ပါတယ်။တကယ်လို့ကိုယ့်ဘဝမှာအိမ်မက်တွေကိုအကောင့်ထဲပေါ်ပြီးအောင်မြင်တဲ့သူတယောက်ဖြစ်လာခြင်းနဲ့ဆိုရင်ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပြီးသင်ခန်းစာယူဖို့တိုက်တွန်းလိုက်ပါတယ်။ Elon Musk တယောက်အခုလိုအောင်မြင်လာရတဲ့အကြောင်းကိုပြောရမယ်ဆိုရင်1989ခုနှစ် Elon Musk အသက်18နှစ်အရွယ်ကိုပြန်သွားရမှာဖြစ်ပါတယ်။ Elon Musk ငယ်စဉ်ကလေးဘဝကကျွန်တော်တို့လိုလွယ်ကူခဲ့တာတော့မဟုတ်ပါဘူး။ Elon Musk ကငယ်တုန်းကအရှက်ကြောက်များပြီးအထိမခံတဲ့ကလေးလေးတယောက်ဖြစ်ခဲ့တာပါ။ကျောင်းမှာဆိုရင်လည်းတခြားသူတွေရဲ့အနိုင်ကျင့်တာကိုခံခဲ့ရတဲ့ကလေးတယောက်ဖြစ်ခဲ့ပါတယ်။ဘယ်လောက်ထိတောင်ဆိုးလဲဆိုရင်ဆေးရုံတက်ရတဲ့အထိတောင်ဖြစ်ခဲ့ပါတယ်။ Elon Musk ရဲ့ကလေးဘဝကကျွန်တော်တို့ထင်တာထက်ပိုပြီးဆိုးဝါးခဲ့တာပါ။ဒါပေမဲ့သူရဲ့ခက်ခဲတဲ့အခြေအနေတိုင်းအတွက်သူသဘောကျတဲ့စာအုပ်ဖတ်တာနဲ့သိပ္ပံရုပ်ရှင်ကားတွေကိုကြည့်ရင်းနဲ့ပဲစိတ်ရထွက်ပေါက်ဖြစ်အစားထိုးခဲ့ပါတယ်။ဒါပေမဲ့ Elon Musk ကသူ့ကိုယ်သူဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်တယ်ဆိုတာကိုသူ့အသက်12နှစ်အရွယ်မှာစသိလာခဲ့ရပါတယ်။1984ခုနှစ် Elon Musk အသက်12နှစ်အရွယ်မှာတော့ Blaster ဆိုတဲ့ video game တစ်ခုနဲ့သူ့ကိုယ်သူမိတ်ဆက်ခဲ့ပါတယ်။ဒီ Blaster ဆိုတဲ့ video game ကိုElon Musk က$900နဲ့ပြန်ရောင်းခဲ့ပါတယ်။1984ခုနှစ်အသက်12နှစ်အရွယ်ကလေးတစ်ယောက်က Blaster ဆိုတဲ့$900တန်ဖိုးရှိတဲ့ video game ကိုဖန်တီးနိုင်တယ်ဆိုကြတဲ့ကဒီကလေးရဲ့ကိုယ်ရည်ကိုယ်သွေးဘယ်လောက်ရှိတယ်ဆိုတာကိုတော့မေ့ထားလို့မရတော့ပါဘူး။ဒါပေမဲ့သူ့ရဲ့မိသားစုအခြေအနေအကြောင်းကြောင့်သူလှုပ်ချင်တဲ့သူ့ရဲ့အိမ်မက်တွေကထင်သလောက်တော့အရာမရောက်ခဲ့ပါဘူး။ဒီလိုမျိုးအချက်တဲတွေကြားထဲကနေသူ့ဘဝအတွက်ပထမဆုံးစိတ်ခေါ်မှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ Elon Musk အသက်18နှစ်1989ခုနှစ်မှာတော့မွေးအမြင်ဖြစ်တဲ့တောင်အာဖရိကကိုစွန့်ခွာဖို့ဆုံးဖြတ်ခဲ့ပြီးကနေဒါနိုင်ငံကိုပြောင်းရွှေ့ခဲ့ပါတယ်။1989ခုနှစ်ကနေ1991ခုနှစ်အထိကနေဒါက Queen's University မှာပညာသင်ကြားခဲ့ပါတယ်။ဒါပေမဲ့သူ့ဘဝအတွက်ထောက်ပံ့ပေးမဲ့သူကသူကိုယ်တိုင်ပဲဖြစ်တာမို့လို့အလုပ်ချမ်းတွေနဲ့ရရအလုပ်ကိုလုပ်ခဲ့ရပါတယ်။1991ခုနှစ်မှာတော့ American ကိုပြောင်းရွှေ့ပြီးယူဘဗေဒနဲ့စီးပွားရေးမေဂျာကိုအထူးပြုပြီးတက္ကသိုလ်ဆက်တက်ခဲ့ပါတယ်။ဒါဆိုရင် Elon Musk ရဲ့ပထမဆုံးအောင်မြင်မှုခြေလှမ်းအစကိုပြောကြရအောင်။1995ခုနှစ် Elon Musk ကသူ့ရဲ့အကိုဖြစ်တဲ့ Kimball နဲ့အတူ Zip2 ဆိုတဲ့ကုမ္ပဏီတစ်ခုကိုစတင်ထောင်ခဲ့ပါတယ်။ပထမဆုံးစွန့်စားမှုဖြစ်တဲ့အပြင်ဘယ်ရာကိုမဆိုအကောင်းဆုံးဖြစ်အောင်လုပ်တတ်တဲ့ Elon Musk ကသူ့ကိုနဲ့အတူရုံးမှာပဲနေရုံးမှာပဲစားပြီးမရက်မနာကုတ်တွေရေးဆဲရင်းနဲ့အလုပ်လုပ်ခဲ့ပါတယ်။ဒီလိုမျိုးမမောမပန်းစူးစမ်းမှုနဲ့ထူးခြားတဲ့သူ့ရဲ့ကိုယ်စွမ်းဉာဏ်စွမ်းတွေကိုပေါင်းစပ်ပြီးနောက်ရလဒ်အနေဖြင့် Zip2 ကအရန်ကိုအောင်မြင်လာခဲ့ပါတယ်။1999ခုနှစ်မှာတော့ Kimball ဆိုတဲ့ကွန်ပျူတာကုမ္ပဏီတစ်ခုကElon Musk နဲ့သူ့ရဲ့အကိုတို့တည်ထောင်ခဲ့တဲ့ Zip2 ကို$309သန်းနဲ့ဝယ်ယူခဲ့ပြီး share အနေနဲ့ Elon Musk က$22သန်းကိုရရှိခဲ့ပါတယ်။ဒီလိုနဲ့ Elon Musk ကအသက်28နှစ်လူငယ်အရွယ်လေးနဲ့အောင်မြင်ပြီးချမ်းသာတဲ့မီလီယံနာတထေးကြီးတစ်ဦးဖြစ်လာခဲ့ပါတယ်။မီလီယံနာတထေးကြီးဖြစ်ပြီးအေးဆေးနေလို့ရပေမဲ့ Elon Musk ရဲ့ခြေလှမ်းတွေကတော့ရက်တက်မသွားခဲ့ပါဘူး။သူရခဲ့တဲ့ပတ်စံတွေကိုရင်းနှီးပြီးတော့ X.com ဆိုတဲ့ကုမ္ပဏီကိုဒုတိယခြေလှမ်းအနေနဲ့စတင်ခဲ့ပါတယ်။နောက်ပိုင်းမှာ X.com ကနေ PayPal အဖြစ်ပြောင်းလဲခဲ့ပါတယ်။ X.com ဆိုတာက online bank တစ်ခုဖြစ်ပြီးတော့မြန်မာနိုင်ငံမှာဆိုရင် KPay ဝေပေးလို့ရဲ့ကနဦးပုံစံလို့ပြောလို့ရပါတယ်။2000ခုနှစ်နောက်ပိုင်းမှာတော့ Elon Musk ကို CEO နေရာကနေထုတ်ပယ်ခဲ့ကြပါတယ်။ Elon Musk နဲ့ကုမ္ပဏီကအဖွဲ့ဝင်တွေရဲ့နည်းပညာပိုင်းဆိုင်ရာအထင်မြင်ကွဲလွဲမှုကုမ္ပဏီရဲ့ယာရုအကြီးဆုံးဖြစ်သူတူဦးရဲ့ကြမ်းတမ်းတဲ့အုပ်ချုပ်မှုပုံစံနဲ့ကုမ္ပဏီအပေါ်စီမံခန့်ခွဲမှုပုံစံကဝန်ထမ်းတွေအပေါ်မှာအခက်အခဲတွေနဲ့ပုံမှန်ထက်ပိုတဲ့ဖိအားတွေဖြစ်စေနိုင်မှုနဲ့အတူနောက်ဆုံး Elon Musk တယောက် Australia ကိုခရီးထွက်နေချိန်မှာပဲဘုတ်အဖွဲ့ဝင်တွေက Elon Musk ကို CEO နေရာကနေထုတ်ပယ်ခဲ့ကြတာပါ။2000ခုနှစ်မှာတော့ eBay ကနေ PayPal ကို1.5 ဘီလီယံနဲ့ဝယ်ယူခဲ့ပါတယ်။ PayPal ကိုရောင်းလိုက်တဲ့အချိန်မှာ Elon Musk က CEO မဟုတ်တော့ပေမဲ့လည်းကုမ္ပဏီမှာအကြီးဆုံး share ရှင်တစ်ဦးဖြစ်ခဲ့တာကြောင့်$သန်း180အထိရရှိခဲ့ပါတယ်။ဒီလိုမျိုးအောင်မြင်မှုတွေနဲ့ချမ်းသာကြွယ်ဝမှုတွေက Elon Musk ကိုတက်တက်မတ်မတ်ရောက်ရှိလာတာကိုကံကောင်းတယ်လို့တွေးနေမိတယ်ဆိုရင်တော့ဒီအတွေးတွေကိုချက်ချင်းရည်တမ်းပြဖို့လိုအပ်ပါလိမ့်မယ်
Elon Musk ကတရက်ကို6နိုင်ပဲအိပ်ပြီးတော့ကျန်တဲ့အချိန်တွေကိုအလုံးမှာပဲကုန်ဆုံးလိမ့်ရှိပါတယ်။ပြောရမယ်ဆိုရင်တစ်ပတ်ကိုအနည်းဆုံးနိုင်80ကနေနိုင်120အကြမ်းမြင့်တရက်ကို12နာရီထက်မနည်းအလုပ်တွေကိုအာရုံစိုက်နေခဲ့တာပါ။ကိုကပါရမီရှိလို့အရန်ကိုထူးချွန်ထက်မြက်နေတယ်ဆိုရင်တော့မှဒီမှန်းချက်တွေကိုအမှန်တကယ်ဖြစ်မြောက်လာနိုင်ဖို့အတွက်ဆိုရင်စိတ်အားထက်သန်မှုနဲ့လုံလောက်ဝရိယရှိနေဖို့တော့လိုအပ်ပါတယ်။ Elon Musk ကအခုလိုတန်းကျဲတတိတယောက်ဖြစ်လာခဲ့ပေမဲ့သူရှောက်နေတဲ့လမ်းကတော့ရက်တက်မသွားခဲ့ပါဘူး။ Space Exploration Technologies Corp အတူကောဆိုရင် SpaceX လို့အခုချိန်မှာလူသိများတဲ့ကုမ္ပဏီတစ်ခုကို2002ခုနှစ်မှာစတင်တည်ထောင်ခဲ့ပါတယ်။ဒါတွေမကသေးပဲ2004ခုနှစ်အစောပိုင်းမှာဆိုရင်လည်းဒေါ်လာ 6.5 သန်းကို Tesla ဆိုတဲ့လက်စစ်ကားကုမ္ပဏီတစ်ခုမှရင်းနှီးမြှုပ်နှံခဲ့ပြီးတော့2008ခုနှစ်မှာကုမ္ပဏီရဲ့ CEO တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ပေးပယ်ကိုရောင်းလို့ရတဲ့ငွေကို SpaceX နဲ့ Tesla မှာမြှုပ်နှံခဲ့တဲ့ Elon Musk တယောက်ကဘယ်လိုမျိုးရည်ရွယ်ချက်တွေရှိနေခဲ့တာလဲ။ SpaceX ကုမ္ပဏီရဲ့အဓိကရည်ရွယ်ချက်ကတော့ကုန်ကျစရိတ်သက်သာတဲ့ spaceship တွေကိုတိစောက်ပြီးတော့အာကာသကိုစူးစမ်းလေ့လာမှုဖြစ်ပါတယ်။လက်ရှိမှာဆိုရင်လည်း NASA နဲ့အတူအင်္ဂါဂြိုဟ်မှာနေထိုင်မှုအတွက်အစီအစဉ်မှာ SpaceX ကအဓိကနေရာမှာတာဝန်ယူထားတဲ့ဆိုရင်လည်းမမှားဘူး။ Tesla ရဲ့ရည်ရွယ်ချက်ကတော့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနဲ့အတူလူနေမှုအဆင့်အတန်းကိုပုံမှန်မြင့်မားလာစေဖို့ရန်အတွက်ဓာတ်ဆီလောင်စာအစားထိုးလျှက်စစ်ကားထုတ်လုပ်ဖို့ဖြစ်ပါတယ်။လက်ရှိမှာဆိုရင်လည်း Tesla robot တွေကအောင်မြင်မှုအတိုင်းအတာတစ်ခုမှရှိနေပြီးတော့ကုမ္ပဏီရှယ်ယာတွေကလည်းအဆမတန်မြင့်တက်နေတာဖြစ်ပါတယ်။ဒါပေမဲ့အခုလိုအခြေအနေတွေနဲ့အောင်မြင်မှုမရခင်မှာ Elon Musk အတွက်အခက်အခဲဆုံးအခြေအနေကိုရင်ဆိုင်ခဲ့ရပါတယ်။ကိုယ့်ရဲ့ပန်းနဲ့ရေမှန်းချက်ကကြီးမားသလောက်ပေးဆက်ရမယ့်အရာနဲ့ခက်ခဲတဲ့လမ်းဆိုတာကိုကျော်ဖြတ်နိုင်မှအောင်မြင်မှုဆိုတာကိုရရှိနိုင်တာဖြစ်ပြီးတော့ Elon Musk အတွက်ကလည်းသူ့ရဲ့ပန်းနဲ့ကိုရောက်ဖို့အတွက်ရှောက်ခဲ့ရတဲ့လမ်းကလည်းထင်သလောက်တော့မလွယ်ကူခဲ့ပါဘူး။ဒါဆိုရင်သူကြုံခဲ့ရတဲ့အခက်အခဲတွေကဘာတွေလဲ။ဘယ်လောက်အထိပေးဆက်ခဲ့ရလဲဆိုတာကိုကျွန်တော်နဲ့အတူဆက်ကြည့်လိုက်ရအောင်။2006ခုနှစ်ကနေ2008ခုနှစ်အတွင်းမှာ Elon Musk တယောက်မီလီယံနာတထေးကြီးအဖြစ်ကနေချက်ချင်းဆိုသလိုအောက်ဆုံးအခြေအနေထိရောက်ရှိခဲ့ပြီးတော့အချက်တဲများစွာနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ကုန်ကျစရိတ်သက်သာတဲ့ rocket တွေကိုတိစောက်တဲ့ SpaceX ဆိုတဲ့ကုမ္ပဏီက3ကြိမ်ဆက်တိုက်အကျရှုံးခဲ့ရပါတယ်။ကုန်ကျစရိတ်သက်သာတဲ့ရေမြန်တွေကိုတိစောက်တယ်ဆိုပေမဲ့အာကာသကိုလွတ်တင်မဲ့ spaceship တစ်စင်းရဲ့တန်ဖိုးကဒေါ်လာ 6.8 သန်းထိရှိခဲ့ပါတယ်။2006ခုနှစ်ကနေပြီးတော့2009ခုနှစ်အထိ5ကြိမ်တိုင်အောင်လွတ်တင်ခဲ့ပြီးတော့ spaceship အားလုံးရဲ့တန်ဖိုးနဲ့အထွေထွေကုန်ကျစရိတ်အားလုံးပေါင်းဒေါ်လာ90ထိရှိခဲ့ပါတယ်။ဒီကုန်ကျငွေအားလုံးကလည်း Elon Musk တယောက်ပေးပယ်ကိုရောင်းပြီးတော့ရခဲ့တဲ့သူ့ရဲ့ကိုယ်ပိုင်ငွေကိုရင်းနှီးခဲ့ရတာကြောင့်တော်တော်လေးကိုများတဲ့ဆုံးရှုံးမှုတစ်ခုလို့ပြောလို့ရပါတယ်။ဒါပေမဲ့ Elon Musk အတွက် SpaceX အပြင်တစ်ချိန်တည်းဆိုသလို Tesla ကုမ္ပဏီကပါအရှုံးနဲ့ရင်ဆိုင်ခဲ့ရတာပါ။2008ခုနှစ်ကမ္ဘာစီးပွားရေးပြက်ကတ်ဆိုင်တဲ့အချိန်လျှက်စစ်ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Tesla ကငွေကြေးအခက်အခဲများစွာနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ Tesla ရဲ့ပထမဆုံးထုတ်လုပ်ခဲ့တဲ့ Tesla Roadster လျှက်စစ်ကားအတွက်မြှုပ်နှံထားတဲ့ငွေပမာဏကအရန်ကိုများခဲ့တာကြောင့်2008ခုနှစ်မှာ Tesla အတွက်ဘဏ္ဍာရေးပြဿနာတွေစတင်ရင်ဆိုင်ခဲ့ရပါတယ်။ပထမဆုံးထုတ်ကုန်ဖြစ်တဲ့ Tesla Roadster ကထင်တာထက်ထုတ်လုပ်မှုပိုင်းမှာပုံမပြီးတော့ခက်ခဲပြီးကုန်ကျစရိတ်ကပိုပြီးမြင့်တက်လာခဲ့ပါတယ်။ Battery ပိုင်းပြဿနာနဲ့မှားယွင်းနေတဲ့ program တွေကြောင့် Tesla Roadster ကထုတ်လုပ်မှုပိုင်းမှာထင်တာထက်ပိုပြီးအချိန်ကြာမြင့်လာခဲ့ပါတယ်။ဒါကြောင့်တချို့သော share ရှင်တွေနဲ့ယင်းနှိမ့်မြုံနှံသူတွေက Tesla အပေါ်ယုံကြည်ချက်နည်းပါးလာခဲ့ပြီး Tesla ကိုစွန့်ခွာခဲ့ကြပါတယ်။အဆိုးဆုံးအချိန်ကိုရင်ဆိုင်နေခဲ့ရတဲ့ Tesla အတွက် Elon Musk ကလုံးဝလက်မလျှော့ခဲ့ပါဘူး။ပေးပယ်ကိုရောင်းပြီးရခဲ့တဲ့သူ့ရဲ့ငွေအားလုံးကို SpaceX အပြင် Tesla မှာပါအကုန်ထုတ်သုံးခဲ့ပါတယ်။ဒါအပြင်သူကိုယ်တိုင်ထုတ်လုပ်မှုပိုင်းအတွက်လိုအပ်ချက်တွေကိုစီစစ်ခဲ့ပါတယ်။ Tesla ရဲ့ခက်ခဲနေတဲ့ထုတ်လုပ်မှုပြဿနာကိုဖြေရှင်းဖို့ Elon Musk ကအင်ကိုတော့မပြတ်ပဲစက်ရုံမှာတစ်ရက်ကိုနိုင်20လောက်ဇက်တိုက်အဖြေရှာပြီးပေးဆက်ခဲ့ပါတယ်။အဆိုးဆုံးနဲ့အခက်ခဲဆုံးအခြေအနေကိုရင်ဆိုင်နေရတဲ့ Elon Musk က Tesla ကို SpaceX နှစ်ခုလုံးကျရှုံးနိုင်တဲ့အခြေအနေဖြစ်နေပေမဲ့လုံးဝလက်မလျှော့ပဲအတက်နိုင်ဆုံးအားသွန်ခွန်စိုက်တောက်ခံခဲ့ပါတယ်။ဒီမှန်ချက်နဲ့ရွေချက်အပေါ်မှာစိတ်မပြတ်ပဲဒီဇိုင်းမမတ်အားသွန်ခွန်စိုက်ပေးဆက်ခဲ့တဲ့ Elon Musk အတွက်ကိုကယ်ရမဲ့နေတဲ့အခြေအနေကနေပြန်လည်ပြီးတော့ရုံထွက်လာနိုင်ခဲ့ပါတယ်။2008ခုနှစ်စက်တင်ဘာ28ရက်နေ့မှာ၃ချိန်မြောက်ထိကျရှုံးခဲ့တဲ့ Falcon 1ကိုအမားတွေပြန်လည်သုံးသပ်ပြင်ဆင်ပြီးတော့၄ချိန်မြောက်လွတ်တင်ခဲ့ပါတယ်။၄ချိန်မြောက်လွတ်တင်မှုသာကျရှုံးခဲ့ရင် SpaceX ကုမ္ပဏီကလုံးဝပျက်စီးသွားမှာဖြစ်ပါတယ်။ဒါပေမဲ့ SpaceX ရဲ့၄ချိန်မြောက်လွတ်တင်ခဲ့တဲ့ Falcon 1ကအောင်မြင်ခဲ့ပြီးတော့အဆိုးဆုံးအခြေအနေကနေအကောင်းဆုံးကျော်လွန်နိုင်ခဲ့ပါတယ်။၄ချိန်မြောက်လွတ်တင်ခဲ့တဲ့ Falcon 1ရဲ့အောင်မြင်မှုကြောင့် NASA ကလည်း SpaceX နဲ့ဒေါ်လာ 1.6 ဘီလီယံတန်ဖိုးရှိတဲ့စာချုပ်ကိုချုပ်ဆိုခဲ့ပြီးအခုချိန်မှာ SpaceX က spaceship ထုတ်လုပ်တဲ့ကုမ္ပဏီကြားထဲမှာအောင်မြင်ဆုံးကုမ္ပဏီဖြစ်ရပ်တည်နေပါတယ်။
အောင်မြင်မှုကဆွေးအိတ်တွေမကခဲ့ပါဘူး2008ခုနှစ်နဲ့2009ခုနှစ်အတွင်း Tesla ရဲ့ပထမဆုံးထုတ်ကုန်ဖြစ်တဲ့ Tesla Roadster ကိုစတင်ပြီးတော့ဖျက်ချေခဲ့ပါတယ်။စောပိုင်းကာလတွေမှာထုတ်လုပ်မှုပိုင်းမှာကြန့်ကြာနေခဲ့တာကြောင့်ပြဿနာများစွာနဲ့ရင်ဆိုင်ခဲ့ရပေမဲ့ဖျက်ချေပြီးနောက်ပိုင်းမှာတော့ကောင်းမွန်တဲ့သုံးသပ်ချက်တွေကိုရရှိခဲ့ပါတယ်။အထူးသဖြင့် Tesla Roadster ကအမြန်နှုန်းတဲ့ဒီဇိုင်းပိုင်းမှာလက်စီလောင်စာသုံးကားတွေထက်ပိုတာရဲဆိုတဲ့အချက်တွေနဲ့ရောင်းအားကမြင့်တက်လာခဲ့ပါတယ်။ဒါအပြင်2009ခုနှစ်အစောပိုင်းမှာလည်း Tesla ပေါ်ရင်းနှီးမြှုပ်နှံသူတွေကပိုပြီးတော့များပြားလာခဲ့ပါတယ်။ Model S အပြင်နောက်ထပ်စီမံကိန်းတွေကိုစတင်အကောင့်ထဲပေါ်နိုင်ခဲ့ပြီးတော့အခုချိန်ဆိုလို့ရှိရင် Tesla ကအိမ်သုံးစက်ရုပ်တွေကိုပါမိတ်ဆက်လာခဲ့ပြီးအောင်မြင်မှုများစွာနဲ့ရပ်တည်နေစေဖြစ်ပါတယ်။အခုကျွန်တော်တို့မြင်ခဲ့ရတဲ့ Elon Musk ရဲ့ဘဝမှာအောင်မြင်မှုဆိုတာကလွယ်လွယ်နဲ့ရရှိခဲ့တာမဟုတ်သလိုအများနဲ့တည်တတ်နေမှာလည်းမဟုတ်ပါဘူး။2008ခုနှစ်အတွင်း SpaceX နဲ့ Tesla နှစ်ခုလုံးပြည့်စည်တော့မယ့်အခြေအနေမှာရောက်နေခဲ့ပေမဲ့ Elon Musk ကမရမနာစူးစမ်းခဲ့တယ်။အရေးအပြတ်ခံပြီးတော့အလုပ်တွေကိုလုပ်ခဲ့တယ်။ဒါကြောင့်ပဲနောင်တရမယ့်ကြောက်ရွံ့မှုတွေတန်တရားတွေကိုအောင်မြင်မှုအဖြစ်ပြန်လည်ပြောင်းလဲနိုင်ခဲ့ပါတယ်။ Elon Musk ရဲ့ဘဝကိုသင်ခန်းစာယူရမယ်ဆိုရင် spaceship တွေလက်ဆက်ကားတွေကအဓိကအကျမနေပါဘူး။ဘဝမှာမရမနာပဲစူးစမ်းခဲ့ရတဲ့ရလဒ်နဲ့အတူကြီးမားတဲ့အိမ်မက်တွေကိုကြောက်ရွံ့တုန်လှုပ်မှုတွေကြားကနေကြံ့ကြံ့ခံရင်ရရှိခဲ့ရတဲ့အောင်မြင်မှုတွေနဲ့သူ့ရဲ့ရှောက်ခဲ့တဲ့လမ်းကောင်းတယ်ဆိုတာထက်စူးစမ်းမှုကပိုပြီးအရေးပါအရာထင်တယ်ဆိုတာကိုတက်တည်ပြခဲ့တဲ့ Elon Musk ရဲ့ဘဝကိုသင်ခန်းစာယူနိုင်မှုတင်ဆက်ပေးရင်ဒီနေရာလေးမှာပဲ Elon Musk ရဲ့ဘဝဆက်ကြောင်းကိုအဆုံးသတ်လိုက်ပါတယ်။မိတ်ဆွေတို့အနေနဲ့လည်းဒီဗီဒီယိုလေးကိုကြည့်ရှုပြီးကိုယ့်ရဲ့ဘဝအတွက်သင်ခန်းစာတစ်ခုခုရရှိနိုင်မယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာလည်းဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်